တာမအဖြစ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဘာသာတရားတွေနဲ့ကြည့်လိုက်မြန်မာလူမျိုးတွေကိုးကွယ်နေတဲ့ဗုဒ္ဓလို့ဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဘုရားဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ကဘာတွေဟောခဲ့တော့အေးဒုစရိုက်စရိုက်ဆိုးတွေကိုမလုပ်ကြနဲ့ဒုစရိုက်တရားတွေကိုလုပ်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးစိတ်ယုံမာတွေမမွေးကြနဲ့စိတ်ယုံမာတွေရှိလို့ရှိရင်ကောင်းကျိုးချမ်းသာရမှာမဟုတ်ဘူးဒါကြောင့်မို့ဒုဘောတူမေတ္တာထားကြစိတ်ကောင်းနှလုံးကောင်းမွေးကြကိုယ်ရနေကြသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာအကျဉ်းပွားကြကိုချင်းစာတရားထားကြကိုယ်ရတာလွန်သွားတဲ့ပုဂ္ဂိုလ်လည်းပဲသဘောပေါက်နားလည်ပြီးတော့သူ့ပေါ်မှာမနာလို့မရှုစိတ်မဖြစ်ကြနဲ့တစုံတစ်ယောက်ကကိုယ့်ကိုစော်ကားတော်လည်းပဲအညှိုးတေးတွေထားပြီးတော့တုံ့ပြန်တဲ့ရံဘက်တွေမလုပ်ကြနဲ့ဆိုအင်းချမ်းအောင်ဆုံးမပေးတာဖြန့်ဖြေပေးတဲ့စိတ်နေသဘောထားတွေတကယ်အေးချမ်းမှုကိုဖော်ပြ